မင်္ဂလာပါယူရန်ပါကူယူရန်ရောက်နေတာစီချက်လာစားတာပါမြက်ကောင်ဆွဲပြုတ်ဒီဆိုင်ကယူရန်တို့ငငယ်လေးတွေကစားတဲ့ဆိုင်ပေါ့နော်အဲ့မှာလာစားတာပါဟုတ်တယ်လမ်းနေတော့ပြောင်းလဲသွားမြောက်တာကြတော့ယူပဲပေါက်မှာပါဘယ်လည်းမပေါက်တော့ဒါတော့ဒီဆိုင်ရဲ့မီနူးပါယူရန်စားမယ်ကိုကြီးခောက်ဆေးပါအများကြီးပဲဒါဝက်နံယူဟင်းကြီးစားကြရင်ဝက်နံယူစီချက်ဘယ်ပေါ်ပြချင်းပြပါလဲဒီမှာဝက်နံယူပါပြီးသားဖြစ်နေတယ်ဖြစ်တယ်မလားဟုတ်ကဲ့အဲ့ဒါလေးပဲဟိုဟာလေးထည့်လိုက်ဟုတ်တယ်ဘယ်ဘောက်ထည့်လိုက်ဘယ်သားစားနော်ဘယ်သားဖြစ်ဖြစ်ဒီစနေတော့ရှိနေကျောင်းကုန်တော့ကြာနေပြီမတော်ဒါတော့ငါတို့လာပြီးရင်ဂျူပီတာခဏသွားနားထောင်ကြည့်မယ်ဂျူပီတာကိုသွားလိုက်ရင်ဂျူပီတာနားမှာပုံပုံကိုငါလိုင်းနဲ့အပ်ထားတဲ့ဆိုင်ရှိတယ်ပုံပုံရှိတယ်ယူရန်ဘေးကအကိုနဲ့အမာတော့ non stop talky ဖုတ်တာမစားဘူးနော်တကယ် non stop ဖုတ်တာများတယ်နဲတယ်ဖြစ်နေမှာဆိုလို့သူတို့ဘလောက်ပဲအာလူဖုတ်ဖုတ်ကျမတော့စားတော့မပြတ်ပါဘူးဟုတ်ပြီနော်မလိုက်ပဲနဲ့မင်းတို့ကြော်ကြရင်မင်းတို့ကြီးပဲသွားလိုက်ပါဆိုကြငါမြင်ပြီးပတ်စံကြေးတဲ့ကိစ္စပဲကြေးပါဘူးပုံပြန်မှတ်မိသွားမှာဆိုတူတောင်ပြန်တောင်းပန်နေတာကျမလည်းဘာတွေဖြစ်သွားမှမသိအတုတ်တွေတန်နေတော့ခဏနေအတုတ်မှာတာလေးอ่ะပကောင်းတုံးနဲ့ပုတ်ဝက်ဘာလဲဘဲသွေးတုံးအမေမာထားရဲ့ဝက်နံယိုဟင်းချိုကလည်းတော်တော်တောက်ကောင်းတယ်ပြီးတော့ဝက်နံယိုကလည်းဣနေရပဲအတုံးနေလည်းအများကြီးပါတယ်ပင်ကြီးလေးနဲ့တွားကျင်တယ်ဆိုလဲတို့အကုန်လုံးကားနှစ်စီးနဲ့ခြိတက်ကြတာတို့မောင်နှမတွေအချိန်မှလည်းလာစားတယ်အဲ့တော့ငါမောင်ကနေပြီးတော့မှရှိရင်စေးပဲဒါဥနဲ့ဘဲသွေးနဲ့ရောတုတ်ထားရှေ့ပဲအရင်တော့ငါတို့ဂျူပီတာသွားမယ်ညာညှိကြည့်မယ်နော်ညာညှိလို့ဈေးလေးတူတောင်းလို့သူ့ဘက်ကနီးလန်းရှိတယ်ဆိုလုံးမယ်အဲ့လိုမှပြီးမဟုတ်ဘူးဆိုရင်ငါတို့အဖော်မော်ထောက်ဝင်မယ်ဝင်ရတော့ဝင်ရမှာပဲပုံမှန်လမ်းကျန်ကိစ္စမေးရင်းနဲ့အဲ့ဒါပြီးစိုးမှအဲ့နှစ်ခုနားထောင်ပြီးတော့မှငါတို့ကကြော်သွားမယ်ဂျူပီတာကစာချမ်းလေးတော့လိုချင်တယ်အဲ့မှာလောက်ထားတော့စာချမ်းနမူနာတော့တူဘဲသွေးစစ်တယ်စားကြည့်စစ်တာပေါ့ဒီဆိုင်ကငန်းနေညာမှုစာညှို့တော့ဒါမဲ့တော့ကြတော့အဲ့လိုပလေးရဲ့ကွက်တွေလာဟုတ်တယ်စားလို့တောက်လို့ပြီးတော့ယူရန်တို့ဘူတထောင်ဖျားကိုဝင်နေပေါ့နော်မေတို့ကတော့ဖျားရှိခိုးနေတဲ့အချိန်ကျမတော့ဟိုဘက်ကြည့်ဒီဘက်ကြည့်မမြင်ဘူးလားလေးလိုက်ကြည့်ပေါ့ဘူတထောင်ဘူကြီးမှာအမေကလူကျင်နာတွေဆူတောင်းနေပေါ့ရှင်အမေမြနန်းွယ်နဲ့ပြီးတော့ငကားမေတို့လည်းယူရန်ပွဲထိုးပြီးတော့ဆူတောင်းခဲ့ပါသေးတယ်အဲ့ကနေအပြန်ယူရန်တော့အကင်ဝင်စားပါတယ်အကင်ကဟော့ပေါ်ပါပါတယ်ပေါ့နော်တယောက်ကို29,500လားမသိဘူးအဲ့နေရာရှင်းရတာစားလို့တော့အရန်ကောင်းတယ်ဒါပေမဲ့တခုအဆင်မပြေတာသူတို့ကအိတ်ဇောဖန်တွေမတက်ထားတော့အငွေတွေကလည်းကိုယ့်မျက်နှာကိုလာရိုက်တယ်အဲ့ဒီတခုတော့အဆင်မပြေဘူးဝတ်သားတုံးကြီးတွေကအရန်ကြီးတော့အဲ့တော့ကျမကကြီးနဲ့ညှက်တယ်ပေါ့နော်ဒါပေမဲ့အမှကျမကိုပြီးတဲ့ကကြီးကိုလည်းကြည့်လိုက်အောင်ဘလို့မှညှက်မရအောင်အဲ့ဒီအကင်ဆိုင်ရဲ့ဘေးနားမှာဘီယာဆိုင်ရှိရပေါ့နော်အဲ့ဘီယာဆိုင်မှာကျမဘီယာဝယ်ပြီးတော့အကင်လေးနဲ့စားလိုက်ပါတယ်ကင်နဲ့အိုးကဒေပြားနဲ့ကင်တာဖြစ်တဲ့အတွက်
အိုးကအရန်ကတ်တယ်ယူရန်တို့ထိုင်ဝမ်မှာဆိုလို့ရှိရင်ဒီစကားနဲ့กินတာပေါ့နော်စကားနဲ့กินတော့တိတ်ပြီးတော့မကတ်ဘူးကျမกินတာမီးရ high speed ဖြစ်သွားတော့အကုန်လုံးမဲသွားတယ်ဒါမဲ့လည်းစားလို့ရပါသေးတယ်ဒါကတော့ယူရန်ရဲ့ရှောက်သွားရှောက်စား vlog လေးပါ